ယောသနဲ့မာရိတို့နှစ်ဦးဟာဗက်လင်ဆိုတဲ့မြို့ကိုခရီးထွက်လာခဲ့ကြတယ်အဲ့ဒီမြို့ကိုရောက်တဲ့အခါမှာတော့သူတို့တဲခိုစရာအခန်းကိုမတွေ့ခဲ့ကြဘူးလေအိမ်တိုင်းဟာလူတွေနဲ့ပြည့်နေတာပေါ့ဒါကြောင့်မို့နွားတင်းကုတ်ကလေးတစ်ခုမှနေဖို့ကြုံလာခဲ့ရတယ်အဲ့ဒီနေရာမှာပဲမာရိကသူငယ်တော်ယေရှုကိုဖွားမြင်ခဲ့တာပေါ့အဲ့ဒီညမှာကောင်းကင်တမန်တစ်ပါးဟာလေကွင်းကြီးတစ်ခုထဲမှာရောက်လာတယ်တိုးကြောင်းနေတဲ့တိုးရင်းများတွေစီမှာကိုထင်ရှားပြခဲ့တာပေါ့ဗက်လင်မြို့မှာယေရှုဖွားမြင်ပြီဖြစ်ကြောင်းပြောပြလိုက်တယ်အဲ့ဒီချက်ချင်းမှာပဲကောင်းကင်ဘွဲ့မှာကောင်းကင်တမန်များပေါ်လာပြီးဖျားခင်ကိုချီးမွမ်းကြတာပေါ့သူရင်းများလည်းပဲကယ်တင်ရှင်ကိုဖူးမြော်ဖို့ထွက်သွားကြပါတယ်ဝမ်းမြောက်ဝမ်းသာစာနဲ့ပေါ့